ချင်တယ်အထူးသဖြင့်ဟိုရခိုင်အကြောင်းပဲပြောချင်တယ်ရခိုင်ပြည်နယ်မှာကျွန်တော်တို့ချိမယ်ဆိုလို့မြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်တော့မြန်မာတနိုင်ငံလုံးထဲမှာရခိုင်ပြည်နယ်က90%လွတ်မြောက်သွားပြီဖြစ်တယ်တိုးတော်လဲစိတ်ကောင်းစီကရခိုင်ပြည်နယ်အတွင်းမှာအလောက်မရှိဘူးတော့ဘူးလို့ပဲပြောရတော့မှာပေါ့တိုးတော်ရခိုင်ပြည်နယ်မှာရဲ့တကယ်အရှုပ်ထုတ်ဖြစ်နေတဲ့ဟာရခိုင်ပြည်နယ်တကယ်ဟိုဒုက္ခပေးဖို့စူးစမ်းလာတဲ့ဟာကဒီဘင်္ဂလီနော်ဘင်္ဂလီမျိုးဆက်ဆိုတဲ့သူတို့နဲ့သူတို့ရိုဟင်ဂျာလို့ခံယူထားတဲ့အဖွဲ့တွေဖြစ်တယ်ဒီလူတွေကစိတ်ကောင်းစီပြီးရင်ဒီကောင်တွေပဲရှိလာတယ်ဒီကောင်တွေအခုရခိုင်ပြည်နယ်ကိုကြိုက်တယ်လို့မွေးချင်တယ်ရခိုင်ပြည်နယ်ဟိုအကျိုးပြုတာပါတခုမှမရှိဘူးရခိုင်လူမျိုးတွေရဲ့ကောင်းစားအတွက်လည်းသူတို့မလုပ်ဘူးသူတို့လူမျိုးတွေအတွက်ကောင်းစားဖို့လည်းသူတို့မလုပ်နိုင်ဘူးဆိုတော့ရခိုင်ပြည်နယ်ရဲ့သူတို့လူမျိုးတွေရဲ့တည်ဖို့အတွက်သူတို့ကလမ်းတွေလုပ်ခြေလှမ်းတွေလှမ်းလာကြတယ်အဲ့တော့ရခိုင်ပြည်သူလူထုအနေနဲ့လည်းတိဖို့လိုတယ်အခု ULAA ကရခိုင်ပြည်နယ်လွတ်မြောက်ဖို့အတွက်ဆိုပြီးမှအဲ့လောက်စ조사တယ်စ조사တဲ့အချိန်မှာသူတို့ကရခိုင်ပြည်နယ်ကိုဖျက်ဆီးဖို့စ조사လာတယ်အတိကကဒီလက်နက်ကင်၄ဖွဲ့၃ဖွဲ့ပေါ့ဒီအာစာရုဆိုတာတကယ်တမ်းကြတော့ပြောမယ်ဆိုလို့ရှင်ဒီကဘာမှာကျွန်တော်တော်များများကြည့်မယ်ဆိုလို့ရှင်ဘာသာရေးကိုခွဲခြားလို့တော့မဟုတ်ပါဘူးတိုးတော့ဘာသာရေးမှာနံပါတ်1အစွန်းအရောက်ဆုံးလို့ပြောမယ်ဆိုလို့ရှင်မွတ်စလင်ပဲရှိတယ်မွတ်စလင်ဘာသာပဲရှိတယ်ကပ္ပကိုကြည့်လိုက်အနောက်နိုင်ငံဒီကျွန်တော်အနောက်နိုင်ငံဖက်တွေမှာဆိုလို့ရှိရင်ခရစ်ယာန်ဖြစ်တာနဲ့အမလေးတပ်ဖြတ်တာအများကြီးပဲပါကစ္စတန်တို့ဖက်မှာလည်းဖြစ်ဒီဖက်မှာပဲဖြစ်ပြီးမှဟိုအနောက်ဖက်ဒီအာဖရိကဖက်မှာလည်းပဲဖြစ်ဒီလိုပဲအစွန်းရောက်တွေကခရစ်ယာန်တွေတပ်ဖြတ်မုံအမျိုးမျိုးလှုပ်လိုက်တယ်ပြီးမှတခြားဘာသာလည်းသူဒီတိုင်းပဲဘာလို့လဲဆိုတော့သူတို့ဘာသာတစ်ခုတည်းပဲရှိဖို့သူတို့ကလိုလားတယ်အဲ့ဒါကြောင့်ကဘာမှာအစ္စလာမစ်ဆိုတဲ့အစွန်းရောက်ဝါဒီတွေလည်းပေါ်ခဲ့တယ်အခုရခိုင်ပြည်နယ်ဟာလည်းဒီမူဝါဒနဲ့ဒီဟာနဲ့ပဲသူတို့ကတွန်းလာတာသူတို့လူမျိုးတွေဆိုတော့သူတို့လူမျိုးတွေဒီလိုတွန်းရင်နဲ့အကုန်လုံးကိုတော့ကြစစ်ပွဲတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့သူတို့ကဘာပြောမလဲငါတို့မွတ်စလင်တွေသူတို့တတ်တယ်အဲ့ဒီကောင်ကမွတ်စလင်တာပါတာအရတာကိုကွယ်တာတကယ်တမ်းကဒီကောင်နဲ့ဘင်္ဂလီအကြမ်းဖက်တွေနော်အဲ့တော့တခုခုဖြစ်လာရင်ငါတို့ဘင်္ဂလီတွေအကြမ်းဖက်တွေဖြစ်လို့ငါတို့ကဒီလိုငါတို့အဖွဲ့အစည်းတွေအကြမ်းဖက်လို့သူတို့ပြန်တိုက်လေလို့မပြောတော့ဘူးကပါမှာသူတို့အစွန်းရောက်တဲ့စကားပုံမှန်ပြောတဲ့အတိုင်းပေါ့ငါတို့ကမွတ်စလင်တွေကိုသူတို့ကတတ်တယ်အဲ့လိုပဲပြောလာအောင်ပါသူတို့တတ်ထားတဲ့လူတွေကြတော့သူတို့ကမပြောတော့ဘူးအခုကျွန်တော်တို့ပြောမယ်အစ္စရေးနဲ့အစ္စရေးနဲ့ဒီဖြစ်တဲ့စစ်ပွဲတွေမှာလည်းအဲ့ပါလက်စတိုင်းဆိုတဲ့ဟာကတကယ်အစွန်းရောက်မွတ်စလင်တွေအများကြီးအဲ့ဒါကြောင့်အစ္စရေးကတောင်မှဒီလောက်လက်တုံးပြန်လိုက်တာဆိုတော့ပြောချင်တာကရခိုင်တွေအနေနဲ့ ULAA အနေနဲ့လည်းလက်ပိုက်ကြည့်လို့မရတော့ဘူးဒီလူတွေရလက်ပိုက်ကြည့်နေရင်ဒီလူတွေကလေကြီးထွားလဲအရန်မြန်တာအမလေးလူတယောက်ကမိန်းမ၄၅ယောက်ယူလိုက်ခလေးကလည်းကျွေးနိုင်မကျွေးနိုင်လဲမွေးတာပဲဒီကောင်တွေကတကယ်ရှင်းပြောမှာဆိုဒီကောင်တွေကမွတ်စလင်ဆိုတဲ့ခံယူနေတဲ့လူတွေထဲမှာဒီလူတွေကတကယ်ဘရင်ကောင်တွေအသက်ပြီလားမပြီလားလည်းမသိဘူးအသက်ငယ်လားမငယ်လားလည်းမသိဘူးလို့ဖို့ပဲသူတို့သိတယ်ပြက်ပြောမယ်ဆိုလို့ရှင်နော်ရိုင်းပြောမယ်ဆိုလို့ရှင်တော့ဒီလိုနဲ့နေနေတာသူတို့ရဲ့လူကြီးတွေနိုင်ငံခြားမှာတိုးတက်တဲ့နိုင်ငံခြားမှာရောက်တော့ဒီကောင်တွေကနောက်ပြီးမှဒီလိုဟိုလိုဒီလိုရှောက်ပြောနေတာပဲရှိတယ်တကယ်မြင်ပြီးမှသူတို့ပြည်သူလည်းကောင်းချိုးပေးတိုင်းတာမဟုတ်ဘူးအခုတခိုင်ပြည်နယ်မှာတော့မှသူတို့နဲ့ရခိုင်လူမျိုးတွေကရခိုင်ပြည်နယ်မှာအတူရှင်သွေးမယ်နေထိုင်မဲ့လူတွေပဲနိုင်ငံရေးအပြောင်းလဲဖြစ်ရင်လည်းအတူနေထိုင်မယ်ဆိုတဲ့အသွေးမရှိဘူးဒီရခိုင်ပြည်နယ်ငါတို့တိမ့်ပိုက်ရမယ်ဥပမာမြို့နယ်တစ်ခုပဲဖြစ်ငါတို့ရဲ့ပြည်နယ်အတွက်ငါတို့ရဲ့နယ်မြေအတွက်တတ်မှတ်ရမယ်ဆိုတဲ့ဟာပဲ
ဒါတကယ်တမ်းကျတော့နိုင်ငံရေးအရာပြောမှာဆိုဒီကောင်တွေအကုန်လုံးဟိုရှင်းလင်းထားရင်တော့မှဘာမှမဖြစ်ဘူးဆိုတော့ဟာဖြစ်သွားလာပြီဘာလို့လဲဆိုတော့လူတစ်မျိုးရဲ့တကယ်သူ့ရဲ့နယ်မြေပိုင်ကိုကျူးကျော်လာတဲ့လူကဘယ်သူမှလက်မခံဘူးခင်ဗျာအမေရိကန်နိုင်ငံကြီးရကဘာမှာတကယ်လူတွေပြောနေတဲ့ human right တကယ်ဦးစားပေးတဲ့နိုင်ငံကြီးမှာတော့မှသူ့နယ်မြေကိုတလက်မှတော့မှခင်ဗျာတွားကျူးကျော်လို့မရဘူးတွားကျူးကျော်ရှော်မှာပဲကဘာမှာလူအခွင့်အရေးရှိဆုံးလူသားချင်းစာနာထောက်ထားဆုံးနိုင်ငံဆိုတဲ့လူတွေနိုင်ငံကိုခင်ဗျာအဲ့လိုတွားလို့ကြည့်မရဘူးအဲ့တော့ရခိုင်လူမျိုးတွေကနေရာနဲ့ကောင်းကောင်းတည်ထားဖို့လိုတယ်မွတ်စလင်ဆိုတဲ့ဟာတွေကအစားထုံးကတော့လူနေတုံးကတော့လူနေတုံးကတော့ဥပမာရန်ကုန်လိုမျိုးမန္တလေးလိုမျိုးမှာဒီဗမာပြည်လေပိုင်းလိုမျိုးမှာဆိုတော့လူနေတေးတော့ကောင်းတယ်အယူဝါဒရှိကြတယ်အဲ့လိုမျိုးတွေပေါ့တကယ်လူများလာပြီးဆိုလို့ရှိရင်အဲ့မှာအချမ်းဖက်တဲ့တွန်းခံမှုတွေကတော့အပေါ်မှာရှိလာပြီးဆိုတာ ਨੇ ဒီကောင်တွေအကုန်လုံးကလူကောင်းမဟုတ်တော့ဘူးကောင်းတဲ့လူကရှိပေမဲ့အဲ့ကောင်းတဲ့လူလဲဒီကောင်တွေရဲ့တွန်းမှုကြောင့်မကောင်းတဲ့စိတ်ဓာတ်အကုန်လုံးဝင်သွားတယ်အဲ့တော့အကောင်လုံးအချမ်းဖက်ဖြစ်တယ်ကျွန်တော်ရှင်းပြောမှာဆိုတော့ကျွန်တော်မွတ်စလင်တွေကိုမုန်းတာတော့မဟုတ်ဘူးမွတ်စလင်ကိုကိုနေတဲ့ဘာသာနော်ဒါမဲ့ငါမုန်းတာကမွတ်စလင်ကိုကိုတဲ့လူတွေအစ္စလာမစ်ဝါဒီတကယ်ဟိုအချမ်းဖက်တဲ့ဝါဒကိုတုံးဆွဲကြတဲ့အခါကျတော့ကျွန်တော်တို့ကမလက်ကိုမခံချင်တော့လူချင်းမဲ့ဆိုပေမဲ့ဒီကောင်တွေရဲ့အယူဝါဒရမ်းလွဲမှားသွားပြီရခိုင်ပြည်နယ်အခုဖြက်စီးတာစစ်ကောင်စီတဲ့သူတို့ကဖြက်စီးဖို့စ조사လာတယ်အဲ့တော့ပြက်သားလှုပ်ဖို့လိုလေပြီဒီဟာပြက်သားမကင်တွယ်နိုင်ဘူးဆိုလို့ရှိရင်တော့ရခိုင်ပြည်သူလူတွေပဲဒုက္ခရောက်မယ်ဘယ်သူမှဒုက္ခမရောက်ဘူးအဲ့ဒါကို ULAA အနေနဲ့တော့လှုပ်လာမယ်လို့ထင်တယ်စစ်ကောင်စီကိုဒီလောက်ကြိုးပမ်းပြီးမှတိုက်နေတယ်အသက်နဲ့ရင်းပြီးမှခန္ဓာကိုယ်ပေးဆက်ပြီးမှတိုက်လာတဲ့အချိန်မှာဘာမှရခိုင်ပြည်နယ်အတွက်ကောင်းကျိုးမပေးတဲ့လူတွေကနောက်ထပ်ပေါ်လာတယ်ဆိုတာရခိုင်ပြည်ကြီးကလောလောဆယ်ကတော့ကန်ဆိုးတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဒါကြောင့်ရခိုင်လူမျိုးတွေအားလုံးအနေနဲ့ဒါမျိုးတွေရောများပြောဖို့လိုတယ်နော်ဘယ်လူမျိုးမှဆိုဒီလိုအစွန်းရောက်တာကျွန်တော်ကလည်းမခံဘူးကျွန်တော်ကချင်းလူမျိုးပဲချင်းပြည်နယ်မှာလဲဒီလိုအစွန်းရောက်တဲ့လူတွေရှိနေတဲ့အချိန်ကျွန်တော်တို့ကမစီလုံးဘူးကျွန်တော်တို့ကအဲ့ဒါကြောင့်အစွန်းရောက်တဲ့လူမှန်သမျှကိုကျွန်တော်တို့ကမလိုလားဘူးအဲ့ဒါလေးပဲဒီနေ့ပြောချင်တယ်ကျေးဇူးပါ